ဥမိုးမွေငါကောင်းရတဲ့အကြောင်းရင်းကိုပြောပြမယ်ကျွန်တော်တို့ခုငါးကင်တာအစားလို့ငါးသုံးရင်ခုကျွန်တော်တို့နမြချင်းကိုကျွန်တော်တို့နော်ဒါတွေကနှစ်ပိတ်တာနီးနီးတစ်ပိတ်တာ80နှစ်ပိတ်တာနီးနီးခေါင်းမပါပေါ့ကျွန်တော်ဒါဆိုတစ်ပိတ်တာ90လောက်ရှိတဲ့အကောင်ကြီးတွေပါအကြီးတွေနော်ကဲအဲ့ဒါကိုကျွန်တော်အချိန်90ငွေငါနော်အချိန်90သူ့သုံးထားတယ်ကလဘဲကိုကျွန်တော်တို့ကဒီလိုကြိတ်တယ်ဒီလိုပြုတ်ပြီးတော့မှပြန်ကြိတ်တယ်ပြုတ်ပြီးတော့ပြန်ကြိတ်တယ်နော်ကြိတ်ပြီးတော့မှပြန်ပြုတ်ပါမယ်နော်ကဲဟိုတရားတစ်ပုတ်ဆန်းမှာအများစုကတော့ပဲကိုကျွန်တော်တို့เนาะဒီလိုပြုတ်ပြီးတော့မဟုတ်ဘဲနဲ့ပဲကိုထောင်းတယ်ကျွန်တော်တို့ကကြိတ်တယ်ကြိတ်ပြီးတော့မှကျွန်တော်တို့ကကဲဒီမှာပဲကြိတ်ပြီးသားလေးထည့်ပြီးကျွန်တော်တို့နာလေးငွေပါတော့မယ်စက္ကန့်20လောက်ပဲကျွန်တော်တို့ကြည့်ရပါတယ်เนาะပဲရသွားပါပြီကဲလူမရှိတော့ကိုယ်တိုင်ဝင်မှုရပြီဗျလူနည်းနေနော်ကဲလာထဲပဲဒါမြေပဲပါနော်မြေပဲ10ပိတ်တာလောက်ရှိပါတယ်နော်ထဲတော့မြေပဲကြိတ်ထားတာပါမြေပဲနဲ့ပဲနဲ့နော်ဒီနေ့ကမွေးငါ့ကိုသေချာလေးချက်ပြမယ်နော်စပလင်ကတော့များတယ်ဗျာ10စီးလောက်ရှိတယ်ထက်ချင်းထက်တက်ကဲချင်းတစ်ပိတ်တာ90နှစ်ပိတ်တာလောက်ရှိတယ်နော်အတိအကျတော့မဟုတ်ပါဘူးသူကစိတ်မကွာပါကဲချက်သွင်းပြီဒါငါးပြုတ်ရေးပါဒါဆန်လုံးမှု9ပိတ်တာနော်ထက်ရမင်းငါအချိန်300ထက်ညက်3ပိတ်တာထက်ပါကြည့်ပါအလွှားလိုက်လေးယူတဲ့နေရာမှာအလဲရိုးကိုယူပြီးတော့ငါးຫນွေနီးကအလွှားလိုက်လေးတွေပေါ့နော်အရမ်းမြန်ပါတယ်ဒီလိုအလဲရိုးကိုဆွဲထုတ်လိုက်အကောင်လိုက်ပြုတ်အလဲရိုးဆွဲထုတ်ပြီးတော့ဒီမှာကြည့်ဒီမှာသူ့အကြောမှာသူအယိုးတွေကတန်းလိုက်ရှိပါတယ်နော်ဒါကိုသိတယ်ဆိုရင်ကျွန်တော်တို့ကငါးကိုအတုံးလိုက်ထားတယ်ကျွန်တော်တို့ပွားလေးမွေငါးတို့ငါးကိုအတုံးလိုက်ထားပါတယ်နော်ဒီမှာဆွဲပြီးတော့ဂျားလေးဆွဲညှစ်လိုက်တစ်ချက်ဆွဲဖဲလိုက်ရတယ်နော်လုံးဝမရှိတော့ဘူးဒါဘယ်လောက်မြန်လဲဆိုတာကဲငါ့ကိုရထက်အားစားရတယ်နော်ပူတယ်နော်ကဲပူနဲ့ကျွန်တော်ပါးတွေမှာဆိုအဲ့ဒီအပူလောင်တဲ့ထန်တွေအများကြီးရှိသူတို့ဆိုပူဆိုးတာအရင်ကအလုပ်သမားလေး2ယောက်ပဲရှိတာခုမှကျွန်တော်တို့ဝန်ထမ်းတွေ10ယောက်လောက်ရှိတယ်အရင်ဝန်ထမ်းတွေ2ယောက်တယ်ကဲအဲ့ငါပွားသွားပြီနော်အလေရဖြတ်ပြီးတော့ဒီလိုအလေရဖြတ်လေရထိုး2ယောက်လှော်နေပေါ့ဝင်းကားချိန်300ဆိုတော့ကျွန်တော်အများကြီးလောက်ရတာနော်မပြောဥတွေရောအများကြီးလုံနေဒါဘဲဥအလုံး900နော်လုံနေပါပြီဘဲဥလေးခဏစောင့်အချိုပိုင်းကအချိုငံပိုင်းကိုကျွန်တော်စက်သားမို့နှစ်ထုပ်ထည့်ပါတယ်နော်ပကံလေးတစ်ခွက်ယူတာဘဲဥအလုံး900 200လောက်150လောက်ပဲရသေးတယ်နော်အရင်ထည့်နေမယ်နော်ဘဲဥလေးမှုရွာအောင်နော်ငါဘက်နိုင်ချင်းနဲ့ဒီမှာကြည့်ပါငါးသုံးထားပါတယ်ငါးတွေအများကြီးသုံးထားတယ်နော်တကယ်ငါးတွေအများကြီးသုံးတာကဲအဲ့တော့ပြောစရာမလိုတော့ဘူးဗျာကောင်းလိုက်တာနော်ရှယ်ပါကဲပြောစရာမလိုတော့နော်ဒီမွေးငါမျိုးတာကြိုက်တယ်လို့ရအောင်အုံမထားရင်ပြောချင်တိုင်းပြောဒီမွေးငါမျိုးက
နော်ဒီလိုပသိမ်မွန်းကလူကြိုက်ပူများတယ်ဗျ။ तू ကမြို့ကောင်းလုံးဝမပါဘူးနော်ချိုမွမွေးလေးဟိုကျွန်တော်တို့အလုံးကပွားလေးမွင်ကားနဲ့လက်ရတစ်ထပ်သေးလောက်သွားကြတယ်အာတက်มาတယ်သူတို့ရောင်းတဲ့ဈေးနဲ့ခုနချိုလေးစားတာခုနော်ကျွန်တော်တို့မြည်လိုက်တာမြုပ်သီးမုံလေးရယ်နည်းမင်းလေးထည့်လိုက်အိုးဟိုဘက်မှာဦးထုံးဝင်းနေလာမိသားစုတို့ရဲ့ကုသိုလ်ပါဦးထုံးဝင်းနေလာမိသားစုကျမ်းမာချမ်းသာဘေးပြဝေးกว่าပြီးကောင်းကျိုးလိုရဆန္ဒတူကိုကြီးကျမ်းမာချမ်းသာပြီးတော့လုပ်ငန်းကိုင်ငန်းတွေအစရဖို့တိုးတက်အောင်မြင်ပြီးတကလားနော်အေဂျင့်နဲ့မိသားစုတွေအေဂျင့်တဲ့ဘဝတွေနဲ့တရားတူတရားမြတ်တွေဒီဘဝဒီခန္ဓာနဲ့ရောက်လဲမျက်မှောက်ပြုလွယ်နိုင်ပါစေလို့ဆုမွန်ကောင်းများပို့တာပါတယ်တတ္တဝါမှန်တွေတရားတွေ့ချမ်းမြေ့တာရာရှိတော်မူနိုင်ကြပါစေခင်ဗျာ